Moshi mi ba. Nungere get an engel out of one, the flame video little boat in like that. I ma, the outcap one, artifact down, shimmy ba, solo. Tell a lot of shimmy one, no? You're the type of resolution bar, dancing on any possibility. Nelly Nale, that may get another, Tunya and Nale on machine better as my better. I don't want the bar dancing or the guy video limiting man, goes on the experience lady over. ဒီဖြစ်တာပေါ့နော်အဲကြောင့်မလို့တကယ်လို့အမားလေးပါခဲ့လို့ရှိရင်လည်းသင်ရှိကြပါနဲ့ရှင် Okay intro နဲ့လေးရှိသွားရယ် so let's go to the main topic of this video ပထမဆုံး artifact တွေမှာဒီ main stat တစ်ခုရှိပြီးတော့ substat ၄ခုဆိုပြီးရှိပါတယ် artifact တွေက level 0ကနေ level 20 ထိ level တင်လို့ရပါတယ် level အတိုင်း main stat လေးတွေကသူ့အတူ level အပ်သွားပြီးတော့ဒီအောက်က substat လေးတွေကျတော့ random level အပ်ပါတယ် Okay အဲ့ဒါပြီးတော့ဒီ artifact တွေမှာပါတဲ့ stat တွေအကြောင်းရှင်းပြပါမယ် artifact တွေမှာပါတဲ့ stat တွေက၈ခုရှိပါတယ်အဲ့ဒါတွေကတော့ attack HP defense crit rate crit damage elemental mastery energy recharge physical damage Okay ဟုတ်ပြီအဲ့ဒါတွေကဘယ်လိုအလုပ်လုပ်တာလဲအရင်ဆုံး attack အကြောင်းအရင်ရှင်းပြပါမယ် attack artifact တွေကကိုယ်မှာရှိတဲ့ attack ကိုတိုးပေးရပါတော့။ဒီနေ့ flame ကဒီမှာ1839ခုရှိပါတယ်။ flame အတွက်ပေါ့နော် artifact နှမွေးလေးတစ်ခုမထည့်ရသေးဘူးပေါ့နော်။အဲဆိုရင်ဒီ artifact မှာ attack က48ခုရှိရပါတော့။အဲ့တော့ယမိစီမှာ2ခုရှိတယ်1839နဲ့ဒီ48နဲ့ပေါင်းလိုက်လို့ရှိရင်1884ခုရှိရမှာပါ။ကဲဒီ1884ခုဖြစ်သွားပါပြီဒီအထက်တူလာနဲ့အများကိုယ့်ရဲ့ charge attack တွေ normal attack တွေလည်းတူသွားမှာပါ character တွေထဲမှာအထက်များများထည့်ပြီးတော့ဆော့ရတဲ့ character တွေရှိပါတယ်ဥပမာဒန်ယူလိုမျိုးပါနောက်ပြောမယ့်အကြောင်းကတော့ HP အကြောင်းပါ HP ကတော့တည်တဲ့အတိုင်း character တွေရဲ့သွေးကိုပြောတာပါ HP artifact တွေအများကြီးထည့်ထားတဲ့ character တွေကသူတို့ရဲ့ HP ကပိုများသွားပါတယ်ဒီမှာဆိုရင်ရွေးမြင့်ရှုံးလေးကဒီ level 80ကိုမှာကွာသွေးက4200ရှိရယ်ဒီ Innifer ကကြတော့ကွာဒီ level 80ချင်းတူတူပဲဒါပေမဲ့သူ့သွေးကကြတော့2100ပဲရှိရယ် level 80ချင်းတူတူပဲဘာဖြစ်လို့ဒီလောက်သွေးကကွာနေရလဲဆိုလို့ရှိရင်ရှုံးလီစီမှာ HP artifact ထည့်ထားတာမလို့ပါ HP artifact ကများသောအားဖြင့် buff ပေးတဲ့ support တို့ healer တို့ shield ပေါ့နော်ဒီဒိုက်ကအကာအကွယ်ပါတဲ့ character တွေမှာသုံးရတာများရပေါ့နော်ဒီ HP artifact အသုံးများတဲ့ character တွေကိုနမူနာပြောရမယ်ဆိုလို့ရှိရင် Nilu တို့ Shongli တို့ Furina တို့ပေါ့နော်နောက်ပြောပြမယ့်အကြောင်းကတော့ defense artifact ရဲ့အကြောင်းပါ defense ကပြောရလို့ရှိရင်ခုခံမှုပုံစံမျိုးပေါ့နော် enemy တွေကပေးလိုက်တဲ့ damage တွေကကွာကိုယ်စီရတာလို့ရှိရင်ရော့သွား defense များလေကိုယ်စီတက်ရောက်တဲ့ enemy ရဲ့ damage ကရော့လေဖြစ်တယ် Genshin မှာ defense သုံးတဲ့ character တွေကတိတ်အများကြီးတော့မရှိဘူးမယ်Ito ကတော့ defense နဲ့တော်တော်လေးကိုကျန်ပါတယ်။နောက်ပြောပြမယ့်နှစ်ခုကတော့ crit rate နဲ့ crit damage ပါ crit damage ကကြတော့ဒီကိုမှရှိတဲ့ damage ကိုပေါ့နော်သူကပို့ပြီးတော့ damage ထွက်လာအောင်လုပ်ပေးနိုင်ပြီးတော့ crit rate ကကြတော့ခုနပြောပြတဲ့ crit damage ကိုဒီ damage တွေခဏခဏအကျဉ်းအများကြီးထွက်အောင်လုပ်ပေးနိုင်တဲ့အရာပေါ့နော်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင် crit damage က damage ကိုအပိုတိုးပေးရကွာ crit rate ကကြတော့အဲ့ damage ထွက်နိုင်တဲ့ chance ကိုပိုတိုးပေးရနမူနာပြပြရမယ်ဆိုရင် crit damage တွေကတအားများပြီးတော့ crit rate ကနည်းနည်းလေးပဲရှိရဆိုရင် damage ကထွက်တာတော့ထွက်တာပဲဒါပေမဲ့ damage အဲ့လိုမျိုးခဏခဏထွက်နေဖို့အတွက် chance ကနည်းသွားမယ်ကွာဘာလို့ဆိုတော့ crit rate ကနည်းနေတာ哦crit rate တအားများပြီးတော့ crit damage နည်းနေလို့ရှိရင်လည်းခဏခဏ damage ကတော့ထွက်နေမယ်ဒါပေမဲ့ထွက်လာတဲ့ damage နည်းနေမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ crit rate နဲ့ crit damage ကိုများသောအားဖြင့်မျှခြေဖြစ်အောင်လို့လုပ်တတ်ရပါမယ်ဒီ crit rate crit damage ကတော့ဒီ main DPS ဒီပေါ့နော် damage dealer ဒီမှာထည့်ပေးရပါတယ်ဒီမှာ crit rate crit damage ကိုဘယ်နာကြည့်ရလဲဆိုတာပြပါမယ်ဒီမှာ detail ဆိုတဲ့ဟာလေးတောင်းနေလိုက်လို့ရှိရင်ရပါပြီအမှ crit rate crit damage ဆိုပြီးပေါ်လာပါတယ်နောက်တစ်ခုကတော့ energy recharge ပါ energy recharge artifact တော်တော်များများထည့်ထားလို့ရှိရင် ultimate တွေကမြန်မြန်နဲ့ပွင့်နိုင်ပါတယ်ဒီလိုမျိုးအယောင်မရှိလို့ရှိရင် ultimate ကမပွင့်သေးပါဘူးဒါမျိုးဆိုရင် ultimate ပွင့်နေပါပြီ energy recharge က energy ကိုဘယ်လိုစုပေးလဲဆိုလို့ရှိရင်မြင်လားဒီလုံးလေးမြင်လားအဲ့ဒီလုံးလေးတွေကကိုဒီ enemy နဲ့ battle ထဲရောက်နေတဲ့အချိန်ဆိုလို့ရှိရင်ဒီလိုမျိုးတဖြည်းဖြည်းချင်းလာစုပေးပြီးတော့ကွာဒီ ultimate ကပြည့်ပြည့်ဝါပေါ့ Oh my god ပြောရင် energy recharge များလေ ultimate မြန်ပွင့်နေပဲဖြစ်ပါတယ် energy recharge ကများသောအားဖြင့် buffer တို့ဒီ support တို့မှာပေးရတာများပါတယ်နောက်တစ်ခုကတော့ elemental mastery အကြောင်းပါ elemental mastery တွေကတော့ဒီ element တွေအချင်းချင်းတက်ပြုတ်ပြီးတော့ထွက်လာတဲ့ damage တွေကိုပေါ့နော်ပို့ပြီးတော့များအောင်လုပ်ပေးတာပေါ့ဒီ elemental mastery ကိုအများကြီးထည့်ထားလို့ရှိရင်ဒီလို damage သေးသေးလေးတွေကပေါ့နော်ဒီလိုအများကြီးထွက်ပါတယ် elemental mastery ကိုအများကြီးသုံးပေးရတဲ့ character တွေကိုဥပမာပေးရလို့ရှိရင် Nahida တို့ Kazuha လိုမျိုးပါနောက်ဆုံးတစ်ခုကတော့ physical damage ပါ physical damage ကတော့ဒီ elemental damage မဟုတ်ဘဲနဲ့ရိုးရိုး damage ကိုပေါ့နော် physical damage လို့ခေါ်ပါတယ်ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်လို့ရှိရင်သူ့ရဲ့ damage ကအပြာရောင်စာသားလေးနဲ့ပေါ်လာရဲကွာတနည်းအားဖြင့်ပြောလို့ရှိရင်ဒီဟာကသူ့ရဲ့ hydro damage or elemental damage
ဒီ damage ဆိုရင်ကွာသူ့ရဲ့ရိုးရိုး damage ပေါ့နော်ဒီမှာကြည့်ရိုးရိုးပဲအဖြူအောင်လေးအဲ့ဒါကို physical damage လို့လည်းခေါ်တယ် physical damage ကလည်းတခြားလေးပေးလို့ရှိရင်ဒီလိုမျိုးကျန်းတဲ့ damage တွေထွက်လာနိုင်ပါတယ် okay ခုပြသွားတော့ဒီ artifact တွေမှာပါတယ်တိကိုတည်တဲ့ stat လေးတွေရဲ့အကြောင်းပါနောက်ထပ်ရှင်းပြမှာကတော့ artifact set တွေရဲ့အကြောင်းပါညနေတိုင်းပါပဲဂန်ရှင်း artifact set တစ်ခုချင်းစီတိုင်းမှာ item 5ခုစီရှိပါတယ်ထိုနည်းတူစွာပဲ character တွေကိုလည်း artifact item 5ခုထည့်ပေးရပါတယ်ခုနပြောတဲ့အတိုင်း artifact set တွေမှာ item 5ခုရှိပါတယ်အဲ့ item 5ခုက2ခုထည့်လို့ရှိရင်2ခုအတွက် bonus ရသလို4ခုထည့်လို့ရှိရင်4ခုအတွက် bonus ရပါတယ်ဥပမာပြောရမယ်ဆိုရင်ဒီ domain တွေကဒီ artifact ဆိုရင်ကွာသူက2 pieces ဆိုလို့ရှိရင် elemental mastery ကို80တိုးပေးတယ်4 pieces ဆိုလို့ရှိရင်ဒီ lunar reaction တွေအတွက်ပို့ပြီးတော့ကောင်းအောင်လုပ်ပေးထားတာပေါ့နော်Okay ဒီမှာဆွကြည့်ပါဒီမှာပန်းပွင့်လေးတစ်ခုပဲထည့်ထားတာပေါ့နော်အဲ့ဆိုရင်ဒီမှာ set bonus မှာ bonus ဘာမှမရှိပါဘူးအဲ့ဆိုရင်ခုနရှင်းပြတဲ့ artifact set ကပေါ့နော် artifact လေး2ခုအရင်ထည့်ကြည့်ပါမယ်အဲ့ဒီ set က artifact လေး2ခုထည့်လိုက်တာနဲ့ဒီဘက်မှာ set bonus မှာ2 piece set ဆိုပြီးတော့ပေါ်လာပါတယ်ကိုယ့်ရဲ့ elemental mastery က80တိုးသွားပါတယ်အဲ့ဆိုနောက်ထပ်ကျန်တဲ့2ခုကိုလည်းထပ်ပြီးတော့ထည့်ကြည့်လိုက်ပါမယ်ဒီမှာ4ခုထည့်ပြီးတော့ဒီမှာ set bonus မှာ4 piece set ဆိုပြီးတော့ပေါ်လာပါတယ်ဒါကတော့ gash မှာရှိတဲ့ artifact set တွေရဲ့ bonus ပေးပုံနဲ့အလုပ်လုပ်ပုံပါတခြား artifact set တွေကလည်းသူ့အနေနဲ့သူအလုပ်လုပ်ပါတယ်တစ်ခုနဲ့တစ်ခုကကွဲပါတယ်ဒီဆက်မှာဆိုရင်2 piece set ဆိုရင် HP ကို20ရာခိုင်နှုန်းတိုးပေးတယ်4 piece set ဆိုရင်ဒီအောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲဒီ artifact set ဆိုရင်2 piece set က pyro damage ကို15ရာခိုင်နှုန်း bonus ပေးတယ်4 piece set ဆိုလို့ရှိရင် overloaded banding တို့ virgin အတွက် reaction တွေအတွက်ပေါ့နော်သူက damage ပိုတိုးပေးတယ်ညီတဲ့အတိုင်းပါပဲ artifact set တွေကတစ်ခုနဲ့တစ်ခုမတူပါဘူးအဲ့ဒါကြောင့်မို့လို့ဘယ် character တွေဘယ် artifact ကကောင်းတယ်ဆိုတော့တေချာလေးလေ့လာပြီးတော့မှ fan သင်ပါတယ်တကယ်လို့ပေါ့နော်ကိုကဘယ် character တွေဘယ် artifact သုံးရမယ်ဆိုတေချာလေးမသိဘူးဆိုလို့ရှိရင် YouTube တို့ဘာတို့မှာသွားပြီးတော့ character guideline တွေကြည့်လို့ရပါတယ်သူတို့ကဘယ် character ဆိုဘယ် artifact တွေသိတော်လဲဆိုပြီးတော့ recommend ပေးတာရရှိပါတယ်နောက်ဆုံးတစ်ခုက artifact တွေကိုဘယ်လိုရှာမလဲရှင်းပါတယ် domain တွေမှာသွား fan ရမှာပါဒီလိုမျိုး domain တွေကိုနှိပ်ကြည့်လိုက်လို့လိုမျိုးပန်းပွင့်လေးရှိရင်လို့ရှိရင်အဲ့ဒါ artifact domain တွေပါ artifact domain တွေကိုဘာနဲ့ fan လို့ရလဲဆိုလို့ရှိရင် content reason ဒါမှမဟုတ်ဒီ ရိုးရိုး reason လေးတွေနဲ့ fan လို့ရပါတယ်နမူနာ fan ပြပါမယ်ဒီ domain ဒီမှာပေါ့နော်တယောက်တည်းဆော့ချင်လို့ရှိရင်ဒီ stack ကိုနှိပ်လို့ရပါတယ် public ရလူတွေနဲ့ဆော့ချင်လို့ရှိရင်တော့ဒီ mesh ကိုနှိပ်လို့ရပါတယ် later ဒီ challenge ပြီးသွားတဲ့ဒီ artifact ကိုသွားယူလို့ရပါပြီဒီမှာဒီ origin reason နဲ့ content reason နှစ်ခုပဲရွေးကြပါเนาะဒီအောက်က primordial လုံးဝမရွေးမိစေနဲ့เนาะတတိပေးခဲ့ရเนาะဒီလိုဆိုရင် artifact တွေရပါပြီကြည့်အားလုံးပဲဒီနေ့ရဲ့ဗီဒီယိုကဒီလောက်ပါပဲရှင်မသိတဲ့သူတွေလည်းနားလည်သွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတတား